ဒီကောင်လေးရဲ့မိဘနှစ်ပါးဟာမတော်တဆမှုတစ်ခုကြောင့်ပရွက်စိတ်အရွယ်လောက်အထိတင်းငယ်သွားခဲ့ကြပါတယ်။ဒါကြောင့်ကောင်လေးကသူတို့ကိုခွက်တစ်ခုတည်းထည့်ပြီးရေချိုးပေးခဲ့တယ်လို့စပင်6ခံဆက်နဲ့လည်း6ခံပေးခဲ့ပါတယ်။ဒါပေမဲ့စက်ကိုပိတ်လိုက်တဲ့အချိန်မှာတော့သူ့အမေကဟန်ချက်ပြက်ပြီးအသားရည်ထိမ့်သိမ့်တဲ့လိုရှင်းပလင်းထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါကိုကြည့်ပြီးအနားမှာခိုးရနေတဲ့အဖေဖြစ်သူကိုမြင်တော့ကောင်လေးကမုတ်စိတ်ရိတ်ဓာတ်နဲ့အဖေဖြစ်သူရဲ့မုတ်စိတ်တွေကိုပြန်ပြင်ပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူ့အဖေကအရန်သေးလွန်းနေတာကြောင့်စပင်တဝက်လောက်ကပြတ်ထွက်ကုန်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့အမေရဲ့ခြေထောက်မှာဒဏ်ရာရသွားတာကိုတတိထားမိလို့ဆေးထည့်ပေးဖို့လုပ်ပေမဲ့ဆေးရည်တွေကတကိုယ်လုံးရွှဲနစ်သွားခဲ့ပြန်ပါတယ်။အဲ့ဒီဆေးပလင်းကိုပြန်မှတ်မှလည်းမတော်တဆလက်နဲ့တိုက်မိပြီးသူ့အဖေကအိမ်သာခွက်ထဲကိုပြုတ်ကျသွားခဲ့ပါသေးတယ်။ကောင်လေးဟာဆက်ဆုပ်ရွံရှာနေပေမဲ့လည်းသူ့အဖေကိုအိမ်သာခွက်ထဲကနေပြန်ဆက်ပေးခဲ့ရပြီးမိဘနှစ်ပါးလုံးကိုနောက်တစ်ကြိမ်ထပ်ပြီးရေချိုးပေးခဲ့ရပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ကောင်လေးကသူတို့အိတ်ဖို့အတွက်ဖက်နှက်တစ်စုံကိုအိတ်ရာဖြစ်ပြင်ဆင်ပေးခဲ့ပြီးအမတ်တရအနေနဲ့တပ်ပုံရိုက်ထားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကောင်လေးကအယုတ်နှစ်ယုတ်ကိုထုတ်ယူပြီးသူ့မိဘတွေကို